သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ဘုရားလာဝိကျော်10ရက်2011ခုနှစ်ဖေဖော်ဝါရီလ16ရက်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှတ်4ရပ်ကွက်1လမ်းဒုက္ခိတာဆောင်းလောင်းအသင်းပထမအကြိမ်မြောက်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောစိတ်၌ဖြစ်ပွားအဆိုးတရားတို့၏လှိစားမှုများအပိုင်း3တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွတိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသိချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိစွန့်ခြင်းကြီးဟုကျတိထဝေငါသအစုလွန်ခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစေပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်၌ဖြစ်ပွားအဆိုးတရားတို့ဤလှည့်စားမှုများလှည့်စားမှုတွေအကြောင်းနိတိအထက်ကထာကျမ်းမှာရေးသားဖော်ပြထားတာရှိလှည့်စားတယ်ဆိုတာစင်တူရိုးမလောက်တာကိုပြောအစစ်နဲ့အတုဒီနှစ်ခုဟာတခါတရံကြတော့ခွဲမရအောင်တူးနေသဖြင့်အစစ်နဲ့အတုမခွဲခြားနိုင်လို့အတုကိုအစစ်ထင်သွားတာဒါပစ္စည်းရဲ့လှည့်စားခံရမှုလို့ဒီလိုပြောတာပေါ့လောကမှာတက်မဲ့တွေကလည်းလှည့်စားတတ်တာပဲတက်ရှိအရာတွေကလည်းလှည့်စားတတ်တာမိမိစိတ်ထဲမှာဖြစ်တဲ့စိတ်အခြေအနေတွေကလည်းတစ်ခုနဲ့တစ်ခုလှည့်စားသွားတတ်တယ်နိဗ္ဗာန်ချမ်းသာကိုလိုလားပြီးကောင်းကျိုးချမ်းသာတွေရဖို့ကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေမိမိစိတ်ထဲမှာဖြစ်တဲ့အဆိုးတရားတွေကအကောင်းရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တာလေးတွေကအင်တမစိတ်ဝင်စားစရာကောင်းတယ်မိမိအနေနဲ့တော့အကောင်းထင်တယ်သို့တော့တကယ်အစစ်အမှန်ကအကောင်းမဟုတ်ဘူးအကောင်းနဲ့တူးနေသည့်အတွက်ကြောင့်အစစ်လို့ထင်ရတယ်မျိုးကဒါသူ့ရဲ့လှည့်စားမှုလို့ဒီလိုဆိုလိုတာပေါ့နော်
အဲ့တော့လက်စားမှုတွေကအလွန်များတယ်အဲ့ဒီလက်စားမှုတွေကိုမခံရအောင်ရှင်းရှင်းပြတ်ပြတ်ခွဲခွဲခြားခြားကွဲကွဲပြားပြားမြင်တတ်တဲ့အသိဉာဏ်တတိထားတတ်တဲ့တတိတရားစွမ်းအားကြီးမားတဲ့လုံလဝိရိယတို့နဲ့ဒါမျိုးကသိနိုင်တယ်တဲ့တာမန်အားဖြင့်ဆိုရင်သိဖို့အမှန်တမ်းခက်တယ်ဒါကြောင့်မို့လို့စာပေကျမ်းဂန်တွေမှာလက်စားနိုင်တဲ့အရာတွေဟာတစ်ခုနဲ့တစ်ခုအလွန်နီးစပ်နေသည့်အတွက်ကြောင့်ထိုလက်စားမှုတွေကိုမခံရအောင်ရှင်းလင်းပြတ်သားတာအဲ့တော့လက်စားမှုဆိုတာကိုစာပေကျမ်းဂန်မှာဘယ်လိုပြောတော့လို့ဆိုဝိသနာလို့ဒီလိုပြောတယ်ဝိသနာဆိုတာလှည့်စားခြင်းပဲအဲ့ဒီလှည့်စားမှုတွေမှာအပြင်ကနေလှည့်စားသွားတဲ့လှည့်စားမှုကဒီလောက်လှည့်စားခံရတဲ့ပုဂ္ဂိုလ်ကဒီလောက်မနစ်နာပေမဲ့လို့စိတ်ထဲမှာဖြစ်တဲ့အဆိုးတရားတွေကအကောင်းအရာဆောင်ပြီးတော့လှည့်စားသွားတာမျိုးကြတော့အမှန်တမ်းဆုံးရှုံးနစ်နာတတ်တယ်လို့ဒီလိုမှတ်ရမှာပေါ့အပြင်းမှန်းကလှည့်စားမှုဟာဒီလောက်ကြီးကျယ်တာမဟုတ်ဘူးအတွင်းကစိတ်အခြေအနေတစ်ခုကနေပြီးတော့လှည့်စားလိုက်ပြီဆိုရင်တော့အမှန်တမ်းဆိုးဝါးတဲ့အခြေအနေတစ်ခုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့လို့မိမိရဲ့စိတ်ထဲမှာဖြစ်တဲ့အရာတွေဆင်စင်တူတဲ့အကောင်းနဲ့အဆိုးအဲ့ဒီအကောင်းနဲ့အဆိုးဘုန်းကြီးတို့တွေကွဲကွဲပြားပြားခြားခြားနာနာကြီးသိအောင်တတိထားတတ်ကြရမယ်အသိပညာစီးပူးအားထုတ်ကြရမယ်အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လက်စားမှုနဲ့လွတ်ကင်းမှာမဟုတ်ဘူးကဲလက်စားမှုလေးတွေနဲ့ပတ်သက်ပြီးတော့လက်စားမှုပေါင်း38မျိုးပြထားတဲ့ထဲကဒီကနေ့လက်စားမှုအကြောင်းအချို့ပြောကြားကြရအောင်ပထမမူရင်းကျမ်းမှာရေးထားတာလေးကိုကြည့်မူရင်းကျမ်းကဘယ်လိုဆိုထားတော့ဆိုပစ္စဝါထိတာပฏิရူပတာယပိတုနဝါစာဝင်စေတိပိတုနဝါစာဆိုတဲ့တဦးနဲ့တဦးမတက်အောင်ခုံးတိုက်တတ်တဲ့စကားမျိုးပြောကြားတာတဦးနဲ့တဦးအစဉ်ပြေးနေတာကိုအစဉ်မပြေးအောင်ဈာတဲ့ကတတ်ရှို့တာပေါ့အဲ့ဒါလို့တဦးနဲ့တဦးအစဉ်မပြေးအောင်ဈာတဲ့ကနေဝင်ရောက်ပြီးတော့တတ်ရှို့တာမျိုးဘက်ပိုက်လို့ခေါ်တာဆလင်ဒါတို့ဘက်ပိုက်တို့တဦးနဲ့တဦးအစဉ်ပြေးနေတဲ့ဈာတဲ့မှာအစဉ်မပြေးအောင်ဝင်ပြီးတော့မေတ္တာရှိနေအောင်တဦးနဲ့တဦးမေတ္တာရှိနေတာကိုမုန်းတီးသွားအောင်လုပ်တဲ့စကားမျိုးကိုပိတုဏဝါစာလို့ခေါ်တယ်အဲ့တော့ပိတုဏဝါစာဆိုတာမြန်မာလူကတော့ရှင်းရှင်းရတော့ခုံးတိုက်တယ်လို့ပြောတာဒီပိတုဏဆိုတဲ့စကားလုံးလေးတီထွင်ထားပုံကဒီကနေ့ခေတ်မှာအတူသုံးတဲ့စကားမျိုးနဲ့အမှန်တမ်းတူတယ်ရှေးခေတ်ကလေးကစကားလုံးကိုခြုံပြီးတော့အတူသုံးတဲ့စနစ်တွေပေါ်ထွန်းခဲ့တယ်ဆိုတာအမှန်တမ်းထင်ရှားတာအခုခေတ်မှာလည်းပဲစကားလုံးကိုခြုံပြီးတော့ဒီသုံးထားတာတွေရှိတယ်လေဆိုပါတော့ကုလသမဂ္ဂကသုံးတဲ့စကားလုံးတွေ UNESCO တို့ဆိုတာအဲ့ဒီစကားလုံးတွေလို့အတူခောက်ပြီးတော့အတူခြုံပြီးတော့သုံးမြန်မာနိုင်ငံမှာလည်းပဲအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပဋ္ဌာတအတူခောက်သုံးနိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်နပတအတူခောက်သုံးအဲ့ဒီလိုသုံးတယ်လို့ပဲဒီပိတုဏဆိုတဲ့စကားလုံးကလည်းအတူခောက်သုံးထားတာပိရဲ့သူ့ရဲ့နာဒီစကားလုံးသုံးလုံးဟာတစ်ခုစီအဓိပ္ပာယ်ရှိတယ်ပိဆိုတာပိယချစ်ခင်မှုသူ
သူဆိုတာတုံညစိတ်သုံးသွားအောင်နာဆိုတာကရဏပြုလုပ်ခြင်းပိယတုံညကရဏတဦးနဲ့တဦးအစဉ်ပြေပြီးတော့ချစ်ခင်နေကြတာတဦးနဲ့တဦးမိတ်ဆွေဖြစ်နေကြတာမတက်အောင်ရန်သူဖြစ်အောင်အဲ့ဒီချစ်ခင်မှုတွေမေတ္တာတွေခန်းချောက်သွားအောင်ပြုလုပ်တဲ့ကိုယ်အမူအရာနှုတ်အမူအရာဒီနေရာမှာတော့ဝါစာဆိုတော့နှုတ်ကအဓိကဝင်ရောက်ပြီးတော့ပြောဆိုတာကိုပိတုဏဝါစာဒါကိုပဲမြန်မာလူမျိုးတွေကဂုံးတိုက်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ဂုံးတိုက်တယ်ဆိုတဲ့စကားလုံးဟာဒီတယောက်ထံကစကားကြားဟိုတယောက်စီသွားပြောတာကအကောင်းပြောတာမဟုတ်ဘူးကွဲအောင်ပြောတာခွဲတာမတက်အောင်ပြောတယ်ဟိုတယောက်စီကဟိုလူတယောက်စီကကြားလာတဲ့သတင်းကိုသဲလာဒီယူစီလာမတက်အောင်ပြောအရာထဲမှာအတင်းအဖျင်းပြောတယ်တဦးနဲ့တဦးတဲ့နေတာမတက်အောင်ပြောတယ်ဆိုတဲ့ဒီ back လို့ခေါ်တဲ့ဒီစကားမျိုးတွေကိုဒါပိတုဏဝါစာလို့ခေါ်တယ်အင်တမအပြစ်ကြီးတယ်ပိတုဏဝါစာရဲ့ပြောသူရဲ့ရည်ရွယ်ချက်ကနှစ်ခုရှိတယ်ဟိုနှစ်ယောက်တော့ကွဲသွားစေနှစ်ယောက်စလုံးကမိမိပေါ်မှာမေတ္တာတက်ရောက်စေဆိုတဲ့တက်ရောက်စေခြင်းနဲ့ဆိုတဲ့ဒီယူဆချက်ရှိတယ်ဟိုနှစ်ယောက်တော့မတက်ဖြစ်သွားသူ့ပေါ်တော့နှစ်ယောက်စလုံးကကျေးဇူးတင်အဲ့ဒီလိုရည်ရွယ်ချက်နဲ့တဦးနဲ့တဦးမတက်အောင်ကွဲပြားစေတတ်တဲ့စကားမျိုးတွေကိုပြောတာမျိုးပိတုဏဝါစာလို့ခေါ်တယ်အဲ့ဒီပိတုဏဝါစာဆိုတဲ့အပြောမျိုးဟာဝစီဒုစရိုက်၄မျိုးထဲမှာအပါအဝင်ဖြစ်တယ်ခုံးတိုက်တတ်တဲ့ပုဂ္ဂိုလ်တွေအင်မတန်မှအန္တရာယ်ကြီးမားတယ်အကုသိုလ်အကြီးကျယ်ဖြစ်တယ်ခုံးတိုက်ခံရတဲ့ပုဂ္ဂိုလ်နှစ်ဦးကသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေဖြစ်လို့ရှိရင်ပို့ပြီးတော့အထိနာဘာဖြစ်လို့အထိနာတာတော့ဆိုအနှစ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုသွားလောက်တာဆိုပါစို့ဘုန်းကြီးတို့တွေမတော်တဆတိုက်မိခိုက်မိတဲ့အခါမှာနော်ရှွန့်ပုံနဲ့တိုက်မိရင်သိမနာဘူးပေါ့ကြောက်တုံးနဲ့တိုက်မိရင်ပိုးနာတာပေါ့တော့အနှစ်ရှိတဲ့အရာနဲ့တိုက်မိပြီဆိုရင်ပိုးနာတယ်ဆိုတဲ့သူတော်ကောင်းကိုပြစ်မှားတယ်ဆိုတဲ့အခါကျတော့ပို့ပြီးတော့တုံ့ပြန်မှုထိခိုက်မှုဟာအမှန်တမ်းပြင်းထန်တယ်အဲ့ဒါပိတုဏဝါစာဆိုပိယတုံညကရဏနှစ်ဦးသားမေတ္တာတွေခန်းချောက်သွားအောင်ပြောတဲ့စကားမျိုးပိတုဏဝါစာလို့ခေါ်တယ်အရာထဲမှာအမှန်တန်ပေါ်တဲ့ဒီပိတုဏဝါစာပြောကြတယ်အရာထဲလဲပြီးတော့ဟိုလိုအကြောင်းဒီလိုအကြောင်း gossip ဆိုတဲ့အတင်းပြောတဲ့စကားမျိုးတွေတူနဲ့တူမတက်အောင်အထင်မြင်လွဲအောင်ပြောတာမျိုးတွေပိတုဏဝါစာအဲ့ဒီပိတုဏဝါစာဟာသူကဘာနဲ့သွားပြီးတော့ရောထွေးတတ်တော့ဘယ်ဟာကနေပြီးတော့ဒီပိတုဏဝါစာကလှည့်စားသွားတာဘာကိုလှည့်စားသွားတတ်တုံးဆိုလို့ရှိရင်လူတယောက်ကဘယ်တော့မှလိမ်မပြောဘူးအမှန်ပြောတယ်ဆိုရင်လူတယောက်ရှိနော်လူတွေမှာကျွန်တော်ကဘယ်တော့မှမလိမ်ဘူးအမှန်တိုင်းပြောမှာဆိုတဲ့အမှန်ပြောတယ်ဆိုတဲ့ပုံစံမျိုးနဲ့တဦးနဲ့တူမတက်အောင်ဟိုလူတယောက်ကပြောတဲ့အတင်းစကားကိုဒီလူတယောက်ကိုလာပြောတယ်ဒီလူတယောက်ကပြောတဲ့အတင်းစကားကိုဟိုလူတယောက်ကိုလာပြောတယ်အဲ့ဒါလို့ပြောတဲ့အရာဒီသူပြောတဲ့အတိုင်းမဟုတ်လားလို့ဆိုဟုတ်တယ်အဲ့တော့အမှန်ပြောတာပဲလို့ပြောတဲ့စကားဒီအမှန်ပြောတာလိုနဲ့ဂုံးတိုက်ပြီးသားဖြစ်သွားတယ်သူကမှန်တာကိုပြောတယ်ဆိုပြီးတော့ဂုံးတိုက်ပြီးသားဖြစ်သွားအဲ့ဒါမျိုးကိုပြောတာပိတုဏဝါစာကိုပိတုဏဝါစာကဝင်ရောက်ပြီးတော့မှန်တာကိုပြောတယ်ဆိုတဲ့အနေထားအပြင်လှည့်စားသွားတတ်တာတဲ့ပိတုဏဝါစာဖြစ်မှန်းမသိဖြစ်သွားတယ်ကိုပြောတဲ့စကားတကြွရှိတယ်လေ
ကျွန်တော်ကတော့ဟုတ်တာပြောတာနော်မဟုတ်တာဘယ်တော့မှမပြောဘူးနဲ့ဆိုပြီးတော့လူနှစ်ယောက်ကြာမှဝင်ပြောလိုက်တယ်ဟုတ်တယ်သူပြောတာမှန်တယ်မှန်ပေမဲ့လို့ကြံတဲ့မိတ်ဆွေနှစ်ယောက်ဟာတူနဲ့တူအမုန်းပွားသွားတယ်ဒီလိုဖြစ်တာနော်မှန်တာပြောတာမကောင်းဘူးလားလဲဆိုကောင်းတယ်သို့တော့မှန်တာပြောခြင်းကြောင့်ဘာဖြစ်သွားလဲလို့ဆိုရင်တစ်ဖက်သားတွေမှာကွဲပြဲကုန်မေတ္တာတွေခန်းချောက်ကုန်ကြတယ်အဲ့ဒါကိုပြောတာသစ္စာဝါဒိတာပฏิရူပတာယတကယ်အမှန်ပြောတယ်ဆိုတဲ့စကားလုံးဟာတကယ်ပြောတဲ့ပြောလိုက်တဲ့အရာကပြောရမှန်တာကိုပြောတယ်ဆိုတိုင်းဒီလျှောက်ပြောရမယ့်ကိစ္စမှမဟုတ်တာလေမှန်တာပြောတယ်ဆိုရုံနဲ့ဒီဟာအကျိုးရှိတဲ့စကားမဖြစ်နိုင်ဘူးသူကဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားမိန့်ကြားတဲ့စကားထဲမှာကြည့်မှန်တယ်အကျိုးရှိတယ်ဒါနှစ်ခုကအရေးကြီးဆုံးပဲမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်သို့တော့နားထောင်တဲ့လူကကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးအဲ့တော့မြတ်စွာဘုရားကမှန်တယ်အကျိုးရှိတယ်ဆိုတဲ့စကားမျိုးကိုသူများကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမြတ်စွာဘုရားပြောတဲ့အချိန်ရောက်ရင်ပြောတယ်နော်ဘာကြောင့်လဲဆိုအကျိုးရှိလို့ပြောတယ်မှန်တိုင်းပြောတာမဟုတ်အကျိုးရှိလို့ပြောတာအခုအမျိုးကမှန်တယ်လို့ဆိုရုံနဲ့တည်းပဲဒီဟာကရပ်နေတာမဟုတ်ဘူးအကျိုးမဲ့ကိုဖြစ်စေတတ်တယ်တစ်ဖက်သားမှာမေတ္တာတွေခန်းချောက်ပြီးတော့တုံးနဲ့တူမသိမမြတ်ဖြစ်သွားတယ်ဆိုတဲ့အကျိုးမျိုးရစေတတ်တယ်ဒါကြောင့်မလို့ဒီစာပေကျမ်းကမှာဆိုထားတာသစ္စာဝါဒိတာပฏิရူပတာယမှန်တာကိုပြောတယ်ဆိုတဲ့အနေအတုအယောင်အနေထားအဖြစ်ပိတုဏဝါစာပိတုဏဝါဒဆိုတဲ့ဝစီဒုစရိုက်တရားကဝင်စေတိလှည့်စားသွားတယ်ဟောမှန်တာပြောတာဆိုပေမဲ့လို့ဂုံတိုက်မှုကြီးဖြစ်သွားတယ်သူဟာအဲ့တော့မှန်တာပြောတော့သူချီးမွမ်းရမလို့ဒီလိုဖြစ်တာပေါ့နော်မှန်တာပြောတယ်ချီးမွမ်းရမလို့ဖြစ်သွားအဲ့တော့မှန်တာပြောတာမကောင်းလားကောင်းတယ်မှန်တာပြောတာကောင်းတယ်စကားပြောတယ်ဆိုတာလိမ်မပြောအောင်မှန်တာပဲပြောအောင်မှန်တာပြောတာဟုတ်တယ်သို့တော့မှန်တာပြောတဲ့စကားဟာပိတုဏဝါစာဖြစ်သွားတယ်ဒါကြောင့်မလို့ဒီသစ္စာဝါဒိတာအမှန်ပြောတယ်ဆိုတဲ့အတုအယောင်အနေထားဖြင့်ပိတုဏဝါစာပိတုဏဝါစာကဝင်စေတိနော်အကောင်းကနေအဆိုးဖြစ်သွားအောင်လှည့်စားသွားတယ်ဒါလည်းအလွန်တတိထားရမယ့်စကားတစ်ခုပဲကိုပြောတဲ့စကားဟာမှန်တယ်ဆိုရင်လည်းပြောတဲ့သလားမပြောသင့်ဘူးလားတစ်ဖက်သားကိုထိခိုက်သလားမထိခိုက်ဘူးလားဆိုတာအမှန်တမ်းဆင်ခြင်စဉ်းစားရမှာလေအဲ့ဒါမဆင်ခြင်မစဉ်းစားလို့ရှိရင်ကိုပြောတဲ့စကားဒီမှန်တာပြောတယ်ဆိုတဲ့အနေထားကောင်းတယ်ဆိုတဲ့အရေးအယောင်ပြပေမဲ့လို့ပိတုဏဝါစာဖြစ်သွားရင်ဝစီဒုစရိုက်ဖြစ်သွားရောဒါကြောင့်မို့စကားပြောတဲ့အခါမှာသူကမြတ်စွာဘုရားကဆုံးမထားတာရှိတယ်စကားပြောလို့ရှိရင်ကိုယ့်ကိုတတိထားပြီးတော့လေ့ကျင့်ပါတဲ့ကိုယ့်ကိုဆုံးဖြတ်ချက်ချတာဘာပြောရငါစကားပြောလို့ရှိရင်မှန်တာကိုပဲပြောမယ်မမှန်တာမပြောဒါတစ်ချက်မှန်တာကိုပဲပြောမယ်မမှန်တာကိုမပြောဘူးနော်ပြောတဲ့အခါမှာနော်ပြောတဲ့အခါမှာဒီရင်ကျေးတိမ်မွေးစွာပြောမယ်ကြမ်းတမ်းစွာရိုင်းပြစွာမပြောဒါကတစ်ချက်နောက်တစ်ခုပြောမယ်ဆိုတဲ့အချိန်မှာဟောအကျိုးစီးပွားနဲ့ပတ္တထာကိုသာပြောမယ်အကျိုးဖြစ်ထွန်းမဲ့စကားမျိုးကိုသာပြောမယ်အကျိုးမဖြစ်ထွန်းတဲ့စကားကိုမပြောနောက်တစ်ခါကျတော့ပြောတဲ့အချိန်မှပြောမယ်ပြောတဲ့အချိန်မဟုတ်ရင်မပြောဘူးနောက်ဆုံးတစ်ချက်ကပြောပြီဆိုရင်မေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောဘူးဟာလောက်ကောင်းတဲ့စီကံချက်လေဒါမြတ်စွာဘုရားဒီလိုခေါ်ထားတာနော်ဒီစီကံချက်တွေနဲ့ညီမှတကယ်စကားကောင်းဆိုတာဖြစ်တာလေမှန်တိုင်းလျှောက်ပြောလို့မရဘူးမှန်တိုင်းပြောလို့မရအေးဒါကြောင့်မလို့ပြောတဲ့အမူအရာပြောတဲ့သူရဲ့စိတ်နေသဘောထား
ပြောတဲ့စကားရဲ့ဒီကောင်းကျိုးချမ်းသာဆောင်ရွက်နိုင်မှုဒီဟာမျိုးတွေကလည်းပဲထက်သွင်းပြီးတော့စဉ်းစားရမယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လို့စကားပြောတာနဲ့ပတ်သက်ပြီးတော့စီကံချက်ထားမထားနိုင်လို့ရှိရင်ဝစီဒုစရိုက်ပဲလဲသွားတယ်ပေါ့အခုလည်းသစ္စာဝါဒိတာသစ္စာဝါဒီမှန်မှန်ငါပြောတာမှန်တဲ့အတိုင်းပြောတာပဲလို့ဆိုပြီးတော့ဒီမှန်တဲ့အတိုင်းပြောတယ်ဆိုတဲ့ကောင်းတဲ့အရာတစ်ခုကိုပိသုဏဝါစာကနေပြီးတော့လှည့်စားသွားလိုက်တယ်ပိသုဏဝါစာကြီးဖြစ်သွားတယ်လို့ဒီလိုဆိုလိုတာနော်တကယ်ရရမှာကသစ္စာဝါဒီဆိုတဲ့ကုသိုလ်တရားရရမယ်အစားမရဘဲနဲ့ပိသုဏဝါစာနှစ်ဦးသားရဲ့ဈာမှာတတ်ရှုတဲ့ဂုံချောတဲ့စကားမျိုးဖြစ်သွားကျိုးမဲ့ဦးဖြစ်စေတယ်ဒီလိုဆိုတာနော်ဒါကြောင့်မို့လို့ဒီလှိစားမှုမျိုးလည်းပဲမဖြစ်စေရဘူးတဲ့ဒါလည်းလှိစားခံရမှုတစ်မျိုးပဲစကားပြောတာနဲ့ပတ်သက်လာနောက်တစ်ချက်ကြတော့ဘာပြောတာလဲဆိုအပိတုဏဝါစာအပိတုဏဝါဒိတာပฏิရူပတာယအနတ္ထကာမတာဝင်စေတည်နော်အပိတုဏဝါစာဝါဒိတာဘယ်တော့မှသူများတွေကိုခုံးတိုက်ဘူးတယောက်နဲ့တယောက်မတက်အောင်မပြောဘူးဆိုတဲ့ဒါကောင်းတဲ့အရာပဲကောင်းတဲ့တရားပဲအဲ့ဒီကောင်းတဲ့တရားရောင်ရောင်နဲ့ဘယ်ဟာကဝင်ပြီးတော့လှည့်စားသွားတတ်သေးလဲလို့ဆိုရင်အနတ္ထကာမတာအကျိုးစီးပွားမဲ့ကိုလိုလားတယ်ဆိုတဲ့မကောင်းတဲ့သဘာဝတရားကဝင်ရောက်ပြီးတော့လှည့်စားသွားတတ်သေးတယ်ပိသုဏဝါစာမှာရှောင်းတယ်ဆိုပြီးတော့ပြောတဲ့အချိန်လည်းမပြောဘူးနော်ဟုတ်တာမှန်တာပြောတဲ့အချိန်ရောက်ရတဲ့လည်းမပြောဘူးမေတ္တာနဲ့လည်းမပြောဘူးအဲ့ဒါလို့မပြောဘဲနဲ့ဂုံးတိုက်စကားကရှောင်းတယ်ဆိုပြီးတော့နှုတ်ပိတ်နေတဲ့ပုဂ္ဂိုလ်တယောက်ကနှုတ်ပိတ်နေခြင်းဆိုတဲ့အရာတစ်ခုကဘာဖြစ်သွားပြန်လဲဆိုအနတ္ထကာမတာတစ်ဖက်သားရဲ့အကျိုးမဲ့ကိုလိုလားမှုဆိုတဲ့အနေအထားမျိုးရောက်သွားတယ်ညာကောင်းကျိုးမလုပ်ဘူးဆိုတဲ့အထိပ္ပယ်ဒါလည်းပဲအမတမဖြစ်တာပဲလေသူများဂုံတိုင်းပြီးမှပိသုဏဝါစာဖြစ်မှာဆိုလို့မပြောဘူးမှန်တာဥပမာလူတယောက်ကိုတကယ်ကိုမကောင်းကြမ်းနေတယ်နှစ်ယောက်အကြားမှာတယောက်ကတယောက်ကိုတခုလုံးမဲ့ကြမ်းနေတယ်အဲ့ဒီကြမ်းနေတဲ့ကြားမှာပိသုဏဝါစာဖြစ်မှာကြောက်လို့ဆိုပြီးတော့ပိသုဏဝါစာဂုံတိုက်တဲ့စကားကိုမပြောဘူးဆိုတဲ့အခါမှာဟိုတစ်ဖက်သားဒုက္ခရောက်သွားတယ်နှစ်ဦးစလုံးဒုက္ခရောက်သွားတယ်ဒီလိုဆိုလို့တာနော်ဘယ်ဟာပဲဖြစ်ဖြစ်သူကဟိုချင့်ချင်ပြီးတော့သုံးသပ်တတ်ဖို့လိုအပ်တယ်ပေါ့လို့ဆိုအစွန်းလေးတွေကအမတန်မှကတ်နေအစွန်းရောက်သွားတယ်ခုပြောတဲ့ဟာတွေအစွန်းရောက်သွားကိုယ့်ရဲ့ရည်ရွယ်ချက်မှန်ကန်မှုပြောတဲ့ပြောလိုက်တဲ့အချိန်ကြာရောက်မှုပြောဟန်ဆိုဟန်မှန်ကန်မှုဆိုတာလေးတွေကဒါကအမတန်မှအရေးပါတယ်ပြောတဲ့စကားဟာထိရောက်မှုအတွက်ညာဆိုအရေးပါဒါကြောင့်မို့အပိတုဏဝါဒိတာပฏิရူပတာယပိသုဏဝါစာကရှောင်းနေဆိုတဲ့အနေထားကနေပြီးအနေထားအတုအယောင်ကနေပြီးတော့အနတ္ထကာမတာတစ်ဖက်သားကိုကောင်းကျိုးချမ်းသာတွေဖြစ်စေရမှာကိုမပြောဘဲနဲ့နေသည့်အတွက်ကြောင့်ဟိုလူရဲ့ကောင်းကျိုးချမ်းသာကိုမလိုလားတဲ့သဘောမျိုးဖြစ်သွားပြန်တယ်တဲ့ဒီလိုဆိုလိုတာနော်အဲ့ဒါလို့မလိုလားတဲ့သဘောအနေထားကနေပြီးတော့သူ့ကိုလှည့်စားသွားပြန်တယ်ဆိုလိုတာကအကောင်းနဲ့အဆိုးကတွဲနေတတ်တယ်အမှန်တမ်းကပ်ပြီးတော့နေတတ်တယ်ပေါ့ကပ်နေတဲ့အခါမှာဒီလက်တစ်လုံးကြားလေးအကောင်းလိုနဲ့အဆိုးဖြစ်သွားတာဒါကြောင့်မို့လို့ဟိုမိဘတွေကသားသမီးကိုချစ်တယ်ဆိုတဲ့နေရာမှာချစ်လို့သားသမီးကိုအလိုလိုက်ထားတာဘာပြောကြတော့ချစ်ရမရောက်ဘူးနှစ်ရရောက်တယ်ဆိုဒါလည်းလှည့်စားမှုတစ်ခုပဲပေါ့နော်ချစ်ရမရောက်ဘူးတဲ့နှစ်ရရောက်တယ်သားသမီးကိုချစ်တယ်မှန်တယ်ချစ်လို့အလိုလိုက်ထားအလိုလိုက်ထားသည့်အတွက်ကြောင့်သားသမီးကမလိမ္မာဖြစ်သွားတယ်နောက်ဆုံးမှလူဆိုးဘဝရောက်သွားတယ်ဟောဒီလိုဟာမျိုးတွေကိုပြောတာလှည့်စားတာဆိုတာနော်ချစ်ခင်တဲ့စိတ်ကနေပြီးတော့သားသမီးကိုအလိုမလိုက်တဲ့နေရာသွားလိုလိုက်လို့ရှိရင်သူကချစ်ရမရောက်ဘူးနှစ်ရရောက်တယ်သားသမီးကိုဒုက္ခပေးရရောက်သွားတယ်
အခုလည်းပဲတူတူပဲပြောသိပြောလိုက်တဲ့စကားကိုမပြောဘူးပြောရင်ပိတုဏဝါစာဖြစ်မှာဆိုပြီးတော့မပြောဘဲနဲ့နေခြင်းသည်အနတ္ထကာမတာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုမလိုလားဘူးဆိုတဲ့အကုသိုလ်တရားကဝင်ရောက်ပြီးတော့လှိစားသွားပြန်ရောတဲ့ဒါကအင်မတန်မှတိမ်မွေးတယ်ဒါလေးတွေကနော်အင်မတန်မှတိမ်မွေးတယ်အဲ့တော့လောကမှာစိတ်နေသဘောထားမှန်ကန်မှုနဲ့ကိုပြောတဲ့စကားဟာဒီတစ်ဖက်သားအတွက်အကျိုးဖြစ်မှုမဖြစ်မှုအကျိုးဖြစ်အောင်ပြောနိုင်မှုအချိန်တန်မှုဆိုတာတွေကအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုပြောတာဒါလည်းပဲလှိစားမှုတစ်ခုပဲနောက်ထပ်လှိစားမှုတစ်ခုကဘာတော့ဆိုပိယဝါဒိတာပฏิရူပတာယစာတုကမြတာဝင်စေတိပိယဝါဒီဆိုတာဘယ်သူပဲဖြစ်ဖြစ်စကားပြောရင်သိချိုတယ်ချစ်ခင်မွယ်ရပြောတယ်မေတ္တာနဲ့ပြောတယ်နော်စိတ်မချမ်းသာမဖြစ်အောင်စိတ်ချမ်းသာအောင်ပြောတယ်ပိယဝါဒီအများကြိုက်တဲ့စကားတွေကိုပြောတယ်ချစ်ခင်ပွယ်ရစကားမျိုးတွေကိုပြောတယ်အဲ့ဒါလို့ပိယဝါဒီဆိုတဲ့ချစ်ခင်မှုတွေချစ်ခင်ရာကိုချစ်ခင်တဲ့စကားမျိုးတွေမေတ္တာနဲ့ပြောလို့ရှိရင်ဒါအမှန်တမ်းကောင်းတဲ့ဟာပဲပေါ့ပိယဝါဒီဆိုတာအမှန်တမ်းကောင်းတယ်ချစ်ခင်ပွယ်ရစကားမျိုးကိုပြောတယ်မေတ္တာစကားကိုပဲပြောတယ်စင်ပြေအောင်စကားပြောတတ်တယ်အဲ့ဒါကကောင်းတယ်လို့ဆိုပေမဲ့လို့ဘယ်အရာကဝင်ပြီးတော့နှောက်ယှက်သွားတတ်တုံးလှိစားသွားတတ်တုံးဆိုစာတုကမြတာတဲ့သူ့သဘောကျလိုက်ပြီးပြောရင်နဲ့လိန်နာညာတာတွေဖြစ်ကုန်မဟုတ်တာတွေအဟုတ်လို့ပြောပြန်တယ်နော်မရှိတာတွေကိုအရှိလို့ပြောတာတွေအလိန်ညာတွေဖြစ်ကုန်ပြန်စာတုကမြတာအပူတွေညာလာအဲ့တော့အပူတွေပြောမိတယ်ဆိုတဲ့ကသူကမုဒ္ဒဝါဒဖြစ်သွားတယ်လေအပူတွေထည့်ပြောကုန်တို့အတည်တဲ့ထည့်ပြောကုန်တဲ့အခါကျတော့ဒါပိယဝါဒီဆိုတာကတကယ်ကိုမေတ္တာနဲ့ပြောတဲ့စကားမျိုးအကျိုးစီးပွားကိုဖြစ်ပေါ်စေတတ်တဲ့စကားမျိုးသင်္ဃဝတ္ထုတရား၄ပါးထဲမှာပေယဝိသဆိုတဲ့ဟာတစ်ခုပါအလုံးကြားဖို့ကြလိုက်မယ်ဒါနပေယဝိဇ္ဇာအထစရိယသမဏဋ္ဌတာ organization နဲ့ပတ်သက်တဲ့အချက်၄ချက်ရှိတယ်တူနဲ့တူဆက်ဆံပေါင်းသိတဲ့အခါမှာဒါနလက်ဆောင်ပဏ္ဏပေးတာလူစိတ်ကိုဆွတ်ဆောင်နိုင်တယ်ပေယဝိဇ္ဇာချစ်ဖွယ်သောစကားကိုပြောဆိုတာလဲလူရဲ့စိတ်ကိုဆွတ်ဆောင်နိုင်တယ်အထစရိယာကိစ္စဝိစ္စရှိရင်ဝိုင်းဝန်းကူညီလုပ်ပေးတာလည်းပဲသူ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာဟာလည်းပဲစီလုံးမှုကိုဖြစ်ပေါ်စေတယ်တမာဏတ္တတာတစ်ဖက်သားကိုနှိမ့်ချဆက်ဆံခြင်းမပြုဘူးမိမိနဲ့ဓာတ်နုထားဆက်ဆံတယ်ဒါဟာလည်းပဲဒီစီယုံမှုအတွက်အမှန်တမ်းအရေးကြီးတဲ့အရာတစ်ခုသို့တော့ဒီထဲမှာပေယဝိဇ္ဇဆိုတဲ့ချစ်ခင်ပွယ်ရာစကားမျိုးပြောတယ်ချစ်ခင်ပွယ်ရာစကားမျိုးပြောပြီးပြောတယ်လို့ဆိုတဲ့အတိုင်းအကြိုက်ကြည့်လိုက်ပြောနေတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်မှားယွင်းနေဖြစ်ပြီးတော့တစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်တာနဲ့သွားဒူးပြန်တယ်ပေါ့ဘယ်ဟာဖြစ်ဖြစ်အကြိုက်ကြည့်ပဲလိုက်ပြောတယ်ဟုတ်တာရောမဟုတ်တာရောအဲ့ဒါလို့ဖြစ်ရင်စာတုကမြတာလို့ဆိုတဲ့သဘာဝတရားတစ်ခုကနေလှည့်စားသွားတာအမှားများပြီးတော့အမှန်နေတဲ့စကားမျိုးတွေနဲ့ရှောက်ပြီးတော့ပြောတယ်သူ့စကားဟာအမှားတွေကများပြီးတော့အမှန်နေတဲ့စကားမျိုးတွေနဲ့လူရှောက်ပြောတာမျိုးမြောက်ပင့်ပြောတာမျိုးတွေဖြစ်လာတတ်တယ်ဒါကြောင့်မို့လို့ဒါမျိုးကိုလည်းပဲရှောင်ကျဉ်ရမှာလို့ဒီလိုပြောတာဒါလည်းလှည့်စားမှုတစ်ခုပဲပေါ့နော်နောက်တစ်ခုလှည့်စားမှုတစ်ခုကဘာတော့ဆိုဝိရတတပฏิရူပကေနတတ္တေတုအတ္တယပဏ္ဏတဝိဇေတိတရားတွေပေါ်မှာတနာကျင်နာမှုဆိုတာထားရတနာကျင်နာမှုဆိုတာရှိရတယ်ဒါကောင်းတဲ့တရားတစ်ခုပဲ
နောက်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်မတနာဘူးမကျင်နာဘူးဆိုတဲ့အကောင်းမဟုတ်ဘူးနောက်တစ်ခါတရားဝါဒီပေါ်မှာမတနာဘူးမေတ္တာမထားဘူးဆိုတဲ့ဟာမှာတရားဝါဒီပေါ်မှာချစ်ခင်တွေ့တာချင်းချစ်ချင်းမေတ္တာကင်းပြီးတော့တွေ့တာမှုကင်းတယ်ဆိုတဲ့အနေထားကတစ်ခုဘယ်သူမှတန်ရောစင်မထားဘူးပေါ့လေဒီပဲအဲ့ဒီဘယ်သူပေါ်မှာတန်ရောစင်မထားဘူးဆိုတဲ့ကောင်းမြတ်တဲ့အနေရောင်နဲ့ဒီတရားဝါဒီပေါ်မှာအကျဉ်းနာမဲ့တယ်ဆိုတဲ့အနေထားမျိုးကလှည့်စားသွားတာသိတယ်တဲ့ဒါလည်းလှည့်စားမှုတစ်ခုပဲလို့ဒီလိုပြောတာနော်ဟောနောက်တစ်ခုလှည့်စားမှုကဘယ်လိုဟာတော့လို့ဆိုအနုညာတပฏิသေဝနပฏิရူပတာယကာမဒုက္ခလိကနုယောဂောဝင်စေတိအလုံးသိကြတဲ့အတိုင်းကာမဒုက္ခလိကအနုယောဂတဲ့ကာမဒုက္ခပေါ်မှာတွေ့တာမမောပြီးတော့ကြိုးစားအထောက်မှုကာမဒုက္ခရဖို့အတွက်ကြိုးစားမှုကာမဒုက္ခလိကနုယောဂဆိုတာယဟန်တော်တွေကိုမလုပ်ဖို့ဆိုပြီးတော့မြတ်စွာဘုရားကဓမ္မစကြာမှာဟောထားတာရှိတယ်လေဒွေမေဘိခွေအန္တာပပိစိတေနနသေဝိတ္တပါဒီနှမျိုးမလိုက်နဲ့ဒီလမ်းနှမျိုးမလိုက်နဲ့အစွန်းရောက်နေတဲ့လမ်းနှမျိုးမလိုက်နဲ့တစ်မျိုးကကာမချမ်းသာခံစားဖို့ကြိုးစားတဲ့လမ်းနဲ့တစ်မျိုးကကိုယ်ခန္ဓာကိုညှင်းဆဲတဲ့လမ်းဒီလမ်းနှမျိုးမလိုက်နဲ့လို့ဒီလိုပြောထားအဲ့တော့ကာမဒုက္ခလိကနုယောဂလို့ဆိုတဲ့ဟာကာမဆိုတာမျက်စိနဲ့မြင်ပြီးနှစ်သက်စရာအာယုန်တွေလိုချင်စရာအာယုန်တွေလိုချင်မှုလိုချင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့လိုချင်စရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုကိုချမ်းသာနားနဲ့ကြားပြီးတော့အတန်တွေနားထောင်ပြီးတော့စိတ်ချမ်းသာမှုကိုချမ်းသာမှုနှာခေါင်းနဲ့နမ်းရှူလျှာနဲ့အရက်ခန္ဓာကိုယ်နဲ့ထိတွေ့ပြီးကိုချမ်းသာမှုစိတ်ချမ်းသာမှုရအောင်ကြိုးစားတာကာမဒုက္ခလိကနုယောဆိုလိုတာကတော့ကာမဂုဏ်အာယုန်ချမ်းသာတွေနဲ့ပျော်ရွှင်မှုကြိုးစားချမ်းသာမှုရအောင်ကြိုးစားအဲ့ဒီကာမဒုက္ခလိကနုယောဆိုတာစိန်ခံတဲ့အကျင့်တစ်ခုပဲပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမလုပ်ရဘူးလို့ဒီလိုတားမြစ်ထားတာဟောယဟန်တော်တွေအနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အနုညာတပฏิသေဝနပฏิဥပါဒာအနုညာတဆိုတာဘုရားကခွင့်ပြုထားတယ်ဘုရားခွင့်ပြုထားတာဘာတော့ဆိုလို့ရှိရင်သင်္ကန်းနဲ့ပတ်သက်လာလို့ရှိရင်တင့်လျော်တဲ့အယောင်အသွေးရှိလို့ရှိရင်လျော်တဲ့အယောင်အသွေးရှိတဲ့သင်္ကန်းမျိုးဆိုလို့ရှိရင်ဝိယုံသုံးဆောင်နိုင်တယ်လို့ခွင့်ပြုထားဆွမ်းဆိုလို့လည်းအအဆက်ဆက်ရတဲ့ကောင်းမိရတာရှိတဲ့ဆွမ်းစားလို့ရတယ်ကျောင်းဆိုလဲတရားတော်မတွေကတရားတရားနဲ့ဆောက်လုပ်လှူထားတဲ့အကျမ်းနေကောင်းတယ်ဆိုပါစို့ဆွမ်းသင်္ကန်းကျောင်းဒါတွေဒီပစ္စည်းလေးပါးကိုမြတ်စွာဘုရားခွင့်ပြုတဲ့ပစ္စည်းလေးပါးကိုမှီဝဲတာအသုံးပြုတာဟာဒါအပြစ်မရှိဘူးသို့တော့မြတ်စွာဘုရားကအတိုင်းအတာတစ်ခုနဲ့ပြန်ပြီးတော့ကန့်သတ်ထားတာဆွမ်းစားရင်ဘယ်လိုနှလုံးသွင်းနဲ့စားသင်္ကန်းဘလောက်ကောင်းတဲ့သင်္ကန်းပဲဖြစ်ဖြစ်သင်္ကန်းဝိုးလို့ရှိရင်ဘယ်လိုနှလုံးသွင်းရဆိုပါစို့မြတ်စွာဘုရားကိုလှူတဲ့ဇီဝကာကြီးလှူတဲ့ဒီဝတ်စုံတစ်ခုနော်အင်တမတန်မိုးရှိတယ်သူအဲ့ဒီဝတ်စုံကြီးကအင်တမအဖိုးတိုက်တန်တဲ့ဝတ်စုံကြီးမြတ်စွာဘုရားကိုလှူတယ်အင်တမအဖိုးတန်တဲ့ဝတ်ရုပ်တာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်မဝတ်ရလောက်အောင်ကောင်းတယ်လို့ဒီလိုပြောတာအင်တမကောင်းတယ်မိုးရလောက်အောင်ကောင်းတဲ့အဝတ်ဘုရားကဝတ်ကောင်းတယ်လို့ဒီလိုပြောထားတဲ့အတွက်ကြောင့်ဥပမာဝတ်တယ်ဆိုပါစို့ဝတ်တယ်ဆိုတဲ့နေရာမှာအတိုင်းအတာတစ်ခုရှိဆွမ်းဆိုတဲ့နေရာလဲကောင်းပေးဆိုတဲ့တလေးထံပေါက်ဆွမ်းမယ်ဖြစ်စေ
စားပြီဆိုရင်အတိုင်းအတာတစ်ခုနဲ့စားကျောင်းဆိုလို့ရှိရင်လည်းဖိတ်ဖိတ်တောင်းအောင်ယရနာတွေစီချေထားတဲ့ကျောင်းမျိုးဆောက်လို့လှူဒန်းထားမနေရဘူးမဟုတ်နေရသို့တော့အတိုင်းအတာအကန့်အသတ်ကလေးတွေရှိတယ်ပေါ့တခြားဘာသာဝင်တွေကစေတော်ကျောင်းကြီးမြတ်စွာဘုရားသတင်းသုံးဖို့ဆိုပြီးတော့စေတော်ကျောင်းကြီးဆောက်တဲ့ထဲမှာခန္ဓာကုတိတိုက်ဆိုတာဘုရားသတင်းသုံးဖို့နော်သိကောင်းအောင်ဆောက်ပေးတာအင်တာမကောင်းတယ်အကောင်းဆုံးဖြစ်အောင်ဆောက်လုပ်ထားတဲ့အဲ့ဒီကျောင်းပေါ်မှာမြတ်စွာဘုရားသတင်းသုံးတာကိုတခြားဘာသာဝင်တွေကဘယ်လိုမြင်တော့သို့မဟုတ်တာမန်ပုဂ္ဂိုလ်တွေကဘယ်လိုမြင်တော့ဆိုရင်ယဟန်ဂေါရမမင်းသားဘဝတုန်းကထီးနှံစည်းစိမ်ခံစားခဲ့တဲ့သူနေခဲ့တဲ့နန်းတော်လိုအမှန်တမ်းကောင်းတဲ့ဒီကျောင်းကြီးမှာနေတာဒါလောက်ကောင်းတဲ့ဟာတွေပေါ်မှာသူမက်မောနေမှာပဲတွေ့တာနေမှာပဲလို့ဒီလိုတွေးဝင်တယ်လေဒီလိုတွေးဝင်တယ်ချိန်ဘုန်းကြီးတွေကဆိုလို့ရှိရင်ပိုင်ဆိုင်မှုမှန်သမျှကိုစွန့်လွတ်ရတယ်သူတို့ပိုင်ဆိုင်မှုမှန်သမျှစွန့်လွတ်လိုက်တာတော့မိမွေးတိုင်းဖမွေးတိုင်းပဲခြံတော့တယ်အဝတ်တောင်မပိုင်ရအောင်သူတို့နော်အဝတ်တောင်မဝတ်တော့အပရိက္ခလို့ခေါ်တယ်ဘာမှမပိုင်ဘူးသူတို့အဝတ်တောင်မပိုင်အဝတ်မပိုင်ရုံနဲ့မဟုတ်ဘူးထမင်းစားဖို့ခွက်တောင်မပိုင်ဘူးထမင်းစားခြင်းဘယ်လိုလုပ်တုံးဆိုရင်တရားဓမ္မလာလှလို့ရှိရင်လက်ကလေးဖြန့်ပြီးတော့လက်ခံတယ်ဆုံးခန္ဓာလက်ခုပ်လေးနဲ့ဆုံးခံလောင်းလိုက်ပါးစပ်ထဲထည့်လိုက်လောင်းလိုက်ပါးစပ်ထဲထည့်လိုက်ဟန်းကိုကြပြီးတော့လည်းပဲဒီလက်ဆေးတာမဟုတ်ဘူးသူတင်မှသူတုတ်လိုက်တယ်ပြောင်းသွားပြီးတော့ချိန်ဘုံကြီးတွေကအဲ့ဘာမှကိုမပိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲအလုံးကိုစွန့်လွတ်ဒါဖြင့်အဲ့ဒါလောက်မပိုင်မဲနဲ့ဒီစွန့်လွတ်တဲ့အကျင့်နဲ့မြတ်စွာဘုရားနဲ့တပည့်သားယဟန်တွေစေတော်ကျောင်းကြီးတို့လိုအမတမတန်မိုးရှိတဲ့အဆောက်အဦကြီးဖိဖိတောင်းနေအောင်ဆောက်ထားတဲ့အဆောက်အဦပေါ်မှာနေတယ်တရားဓမ္မတွေကလှူတဲ့ကာတိတိုင်းပြည့်အမတမချောတဲ့သင်္ကန်းတွေမင်းထိုက်ဆိုးထိုက်တထေးတွေမှသုံးနိုင်တဲ့အဝတ်တွေလှူဒန်းထားတာအဲ့ဒါတွေကိုသုံးတယ်ဘယင်းရဲ့ပွဲတော်အုပ်ဖြစ်တဲ့ဆွမ်းတွေကိုစားတယ်နော်အဲ့ဒါတွေစားပြီးတော့လောဘမဖြစ်ဘူးဆိုရင်တို့ကမယုံဘူးယဟန်ဂေါတမဒါတွေตาယာနေမှာပဲလို့ယဟန်တွေဟာဒါတွေตาယာမှာပဲလို့ဒီလိုယူဆတယ်အဲ့တော့မြတ်စွာဘုရားခွင့်ပြုထားတာဒီပစ္စည်းလေးပါးသုံးဖို့ခွင့်ပြုထားဖျားခွင့်မပြုတဲ့ပစ္စည်းကတတ်တတ်ရှိသေးတယ်ဆိုပါစို့အသားနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားကအသားကြီး10မျိုးမစားအောင်လို့ခွင့်ဘာဖြစ်လို့ခွင့်မပြုတာတော့ဆိုသူ့အကြောင်းနဲ့သူရှိတယ်အဲ့ဒါဆိုင်ရအကြောင်းလေးတွေကြည့်ပြီးတော့မစားရဘူးလို့ပြညတ်ထားတာလူသားဘာလို့လူသားမစားတော့ဆိုစတ္တုသားကိုမစားနဲ့ခွေးသားအမှန်တမ်းယွန်စရာကောင်းလို့မစားနဲ့မွေသားချင်းသေးသားကြတိသားအောင်းသားအောင်းဆိုတဲ့အကောင်ကတော့ဟာယိနလို့ခေါ်တဲ့အကောင်နော်ဝန်းပလွေလို့ဘာလို့ခါကလေးကုန်းပြီးတော့ဝင်းပလေးလောက်လည်းမကြည့်ဘူးအဲ့ဒီကောင်ဟာယိနဆိုတဲ့ကောင်အင်္ဂလိပ်လိုတော့ဟာယိနလို့ခေါ်တယ်သူကချင်းသေးတို့ကြားတို့တောင်မကြောက်ဘူးသူများချင်းသေးကြားစားနေတယ်ဆိုရင်သူကလူစားကြတာသူကအုပ်လိုက်နေတာအဲ့ဒီကောင်တွေရဲ့အသားဟောမစားရအောင်ဘာလို့မစားရတော့ဆိုအန္တရာယ်ရှိတယ်ဒီသားတွေစားပြီးတောထဲမှာနေရင်သူတို့ကအနံ့ရနံ့ရတဲ့ခါလိုက်တယ်ဒုက္ခပေးတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအသားကိုမစားနဲ့လို့ဆင်သားမြင်းသားမစားရဘာလို့မစားရတော့ဆိုရှေးခေတ်တုန်းကဆင်မြင်းကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကတန်ဖိုးထားတယ်ဆင်နေမသားရဘူးမြင်းနေမသားရဘူးဆင်သားမြင်းသားပေါ်ရင်အဲ့ဒီပုဂ္ဂိုလ်ကြီးကျယ်ဓာန်ပေးတာတားမြစ်ထားတာရာဇဝမှုဘာလို့လဲဆိုရင်တိုင်းပြည်ကာကွယ်ရေးအတွက်ဆင်နဲ့မြင်းဟာမရှိမဖြစ်တဲ့တရားဝါပဲပေါ့စစ်သုံးပစ္စည်းလို့ဖြစ်ဒါကြောင့်မို့ရာဇဘောက်ကောရိညောအင်္ဂံတွေဝရှင်မင်းရဲ့အင်္ဂါရက်တစ်ခုပဲအရေးကြီးတယ်တဲ့ဆင်နေမြင်းနေဒါကြောင့်မို့ဆင်သားမြင်းသားကိုစားမယ်ဆိုရင်တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကခြေနှက်မှာမဟုတ်ဘူးဒါမို့ယဟန်တွေမစားဘူးဆိုတာမြတ်စွာဘုရားအစားမခိုင်း
အဲ့ဒါလို့အသားကြီးတွေမစားရဘူးပြောဒီလိုသူ့အကြောင်းလေးနဲ့သူရှိတယ်နောက်တစ်ခါကြံတဲ့အသားတွေကြတော့ကိုယ့်အတွက်စက်သားတို့ဝက်သားတို့ဆိုပါစို့ကိုယ့်အတွက်တမင်ရည်ရွယ်ပြီးတော့ဒီအသားပေါ်တာဆိုတာကိုကိုယ်တိုင်မြင်မယ်ဆိုရင်မစားရဘူးတည်င်းကြားရင်လည်းမစားရဘူးတန်တရားရှိတယ်ငါအတွက်သေချာလောက်တာပဲလို့တန်တရားရှိရင်လည်းမစားရဘူးအဲ့ဒါကိုပြောတာမြင်သားကြားသားမြင်ရင်ကြားရင်တန်တရားရှိရင်မစားရဘူးလို့ဒီလိုဆိုတာနော်ကြံတဲ့အသားကြတော့ဒီအပြစ်တွေကလွတ်လို့ရှိရင်တော့ရသော်ဗျာကအသားမစားရဘူးလို့မဟောဘူးဒါမို့လို့အခုခေတ်မှာလဲဒီတတ်တလွတ်နဲ့တတ်တမလွတ်တာဟိုပฏิပက္ခအသွင်တစ်ခုရှိတယ်ပေါ့ခုမှရှိတာမဟုတ်ရှင်းတော့လည်းရှိတာရသော်ဗျာကိုအသားစားလို့ချိန်ဘုံကြီးတွေအပြစ်တင်တာပဲအများတာရဟန်းဂေါရမဟာသူ့ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်တဲ့အသားတွေစားတယ်နော်တတ်တဲ့လူနဲ့စားတဲ့လူဟာ50-50တဲ့နော်သူတို့ပြောတာအကုသိုလ်တဝက်ခံရတတ်တဲ့လူတဝက်စားတဲ့လူတဝက်အသားနဲ့ပတ်သက်လာလို့ရှင်သို့တော့မြတ်စွာဘုရားကအဲ့ဒါလို့မဟောဘာလို့မဟောတာတော့ဆိုကိုယ့်ကကိုယ်ပဲဆုံးဖြတ်ကြည့်လေတတ်တဲ့စိတ်နဲ့စားတဲ့စိတ်တူလားမတူလားကိုယ့်ကိုစဉ်းစားကြည့်ပေါ့ကဲတတ်တဲ့လူကလည်းကိုစားဖို့သူကတတ်ပေးတာလားသို့မဟုတ်သူရောင်းပြီးတော့ပတ်စံရခြင်းလို့တတ်တာလားအဲ့တော့ကိုယ့်အတွက်လည်းမဟုတ်ဘူးလေအဲ့ဒါကိုပန္တိကုတာအနေနဲ့ခင်းလျာအနေနဲ့စားမယ်ဆိုလို့ရှိရင်အပြစ်မရှိဘူးတဲ့ဒါမှဒီတတ်တဲ့လူရဲ့စိတ်နဲ့စားတဲ့လူရဲ့စိတ်ဟာဓာတ်တုထားပြီးတော့ပြောတာကိုကဒါမှားယွင်းမှုတစ်ခုပဲပေါ့တကယ်မှဓာတ်တုမှာဟုတ်မှာမဟုတ်တာတတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်တခြားစီပဲလေတခြားစီကိုအပြစ်တူတူလို့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်တရားမလဲဘယ်လိုလုပ်ဖြစ်နိုင်မလဲပေါ့အကုသိုလ်ချင်းတူတယ်ဆိုစိတ်ဓာတ်ချင်းတူရမှာလေတတ်နေတဲ့စိတ်ဓာတ်မျိုးစားနေတဲ့စိတ်ဓာတ်မျိုးတူရမယ်တူမှအကုသိုလ်တူတယ်ဒီလိုဆိုလို့တာပတ်သက်ယုံနဲ့အကုသိုလ်ဖြစ်ရမယ်ဆိုလို့ရှိရင်လူတွေလောက်ထားတဲ့ human made law အရာနဲ့အပြစ်ရှိတယ်လို့ပြောဆိုပါစို့တေနတ်နဲ့လူတန်းမှုလူတယောက်ကတေနတ်အသုံးပြုပြီးတော့6လုံးပြုနဲ့လူတန်းမှုတစ်ခုကျူးလွန်လိုက်တယ်ကျူးလွန်ရင်ဘယ်သူဖမ်းခံရတော့လို့ဆိုလို့ရှိရင်တတ်တဲ့လူပဲဖမ်းခံရတာမဟုတ်လားအဲ့ဒါဆိုလို့ရှိရင်တေနတ်လောက်တဲ့လူရော50-50မဖြစ်ပေဘူးလားတဏှတ်လောက်တဲ့လူလည်းအပြစ်ရှိရမှာပေါ့သူလောက်တဲ့တဏှတ်နဲ့လောက်တာဟောအဲ့တော့လက်နဲ့ရောင်းတဲ့ကုမ္ပဏီတွေရောဘယ်သူကအရေးယူတယ်လို့ကြားဘူးလို့ကဘာမှာလူတွေတတ်နေကြတဲ့ထဲမှာလက်နဲ့လောက်တဲ့လူကိုအရေးယူတယ်လို့တခါမှကြားဘူးတတ်တဲ့လူသာအရေးယူခံနော်တတ်လွတ်ကြမှာလာပြီးတော့50-50လို့လာလုံးလို့ဘယ်လိုလုပ်ကဲနောက်တစ်ခုတစ်ခါပြောအောင်မယ်ဆိုလို့ရှိရင်အေးတတ်လွတ်တော့စားပါတယ်သို့တော့သေချာခင်ကြီးဝတ်ထားကြတာဘယ်လိုလုပ်သေဖဏစီးမယ်သားမွေးအင်ကြီးဝတ်မယ်ဟောသေချာခင်ဆိုတာသေရလည်းပဲအကောင်တတ်ပြီးမှရတာလေသားမွေးအင်ကြီးကလည်းပဲဟုတ်လားသားကောင်တတ်ပြီးမှရတာရတယ်ဆိုလို့ရှိရင်ကဲသူလဲဝတ်တဲ့လူနဲ့ခုနတုန်းကတတ်တဲ့လူက50-50လားဒီလိုဖြစ်ပါမလားသို့တော့နိဂန္ဓတွေကအဲ့ဒီလိုပဲပြောတယ်သူတို့ကတတ်တဲ့လူနဲ့စားတဲ့လူဟာသူတဝက်စီအကုသိုလ်ခံရမယ်တဲ့သူတို့အနေနဲ့သုံးတာဘယ်လိုပြောတော့ဆိုနော်ဥပဋ္ဌံအကုသလံဥပဋ္ဌအကုသိုလ်ကတဝက်စားတဲ့လူကတဝက်တတ်တဲ့လူကတဝက်စီခံရမယ်ဒါကိုပြောတာ50-50 50စီပေါ့တရားမှာ50စီတဝက်စီယူရမယ်လို့အဲ့တော့သူတို့ဝါဒကိုမြတ်စွာဘုရားလက်မခံဘူးဘာလို့လက်မခံတာတော့ဆိုမမှန်လို့လက်မခံတာပေါ့မမှန်မှုဆိုတာကိုယ့်ဘက်ကိုစဉ်းစားကြည့်ုံနဲ့လည်းသိနိုင်တယ်လေစိတ်ဓာတ်ချက်မှတူမှမတူတာဟုတ်အေးဒါကြောင့်မလို့ဒီမှာအနုညာတပฏิသေဝနာမြတ်စွာဘုရားကခွင့်ပြုလို့ကောင်းပြီဆိုတဲ့ဆွမ်းစားတယ်ကောင်းပြီဆိုတဲ့အဝတ်ကိုဝတ်တယ်အဖိုးထိုက်တန်သိမ်းမောများစွာကုန်ကြတဲ့အဆောက်အဦကြီးပေါ်မှာနေတယ်နော်အဲ့ဒါလိုနေတဲ့အခါမှာကာမဒုက္ခလိကဆိုတဲ့အ
အဖြစ်မျိုးကိုမရောက်ရအောင်ကာမတုခလုကရဲ့အလှည့်စားမှုကိုမခံရအောင်အတိပ္ပယ်ကကောင်းတာတွေစားကောင်းတာတွေဝတ်ကောင်းတဲ့အဝတ်ဝတ်ကောင်းတဲ့အစားစားကောင်းတဲ့အိပ်ရာပေါ်မှာအိပ်တယ်ဆိုရင်ကာမတုခလုကနုယောဂဖြစ်နေတယ်ပေါ့အဲ့ဒါလို့မဖြစ်ရအောင်ကာမတုခလုကနုယောဂရဲ့လှည့်စားမှုမခံရအောင်မြတ်စွာဘုရားဘာဟောတာလဲစားပြီဆိုတဲ့ကမြတ်စွာဘုရားအမှန်ကန်ကိုအသိပညာနဲ့ဆင်ញင်ခိုင်းထားတယ်တွေ့တာမှုတဏမဝင်အောင်ဘယ်လိုဆင်ញင်လို့ဆိုအခုဒီအာဟာရကိုစားတာဟာကလေးတွေလူပျော်ဖို့ပါဖို့စားတာမဟုတ်ဘူးအာကစားသမားတွေလူကာယဗလတောင့်တင်းမှုစားတာမဟုတ်ဘူးကျွမ်းသမားကချေတယ်တို့လူအသားရည်ပြည်ဖြိုလှပအောင်စားတာမဟုတ်ဘူးအရေးအစင်းပြန်ဝင်အောင်စားတာမဟုတ်ဘူးငါစားတာဟာဟောဒီခန္ဓာကိုယ်ကြီးထီထမ်းပြီးတော့သာသနာအတွက်အလုံးလုံးနိုင်အောင်စားပါတယ်ပင်ပန်းမှုတွေပျောက်ငြိမ်းရုံအတွက်သာစားပါတယ်ဆာလောင်မှုပယ်ဖြောက်ရုံအတွက်သာစားပါတယ်ဆိုဟောဒီဆင်ញင်သုံးသပ်မှုနဲ့ကာမတုခလိကနိယောဂဆိုဖြစ်တော့ဒီလိုဆိုလို့တာအဲ့တော့ခုနနိဂန္ဓတွေကျင့်တယ်လို့ဒီကောင်းတာတွေမစားရဘူးဆိုအဆိုးတွေကြီးစားနော်သို့တော့ကောင်းတာတွေစားခြင်းနဲ့စိတ်ကပျောက်သွားတာမှမဟုတ်ပဲမကောင်းတာစားနေရရင်ကောင်းတာစားခြင်းလာတယ်လေလူဆိုတာနေ့စဉ်နဲ့အမျှချမောင်ဟင်းကြီးစားနေရတယ်လို့သွားမေးဝက်သားလေးတစ်ခါစားရင်သူတို့မှတိတ်သဘောကျဝက်သားကြီးနေတိုင်းစားရတဲ့လူကလည်းတနေ့တစ်ခါတလေချမောင်ရွက်ကလေးစားခြင်းဒါမို့အမေရိကနေတဲ့လူတွေကဒီမှာဗမာပြည်လာရင်ချမောင်ရွက်ခူးသွားတာရှိသေးတယ်နော်ဘာဖြစ်လို့တော့ဆိုကောင်းတာတွေစားနေရရင်ချမောင်ရွက်ကလေးတတိယလူစိတ်ဆိုတာဒီလိုအကောင်းတွေကြီးစားနေရရင်မကောင်းတာလေးကလည်းတတိယအဲ့တော့တခါတရံကြတော့ကောင်းတာမကောင်းတာနဲ့မတူကြိုက်တာမကြိုက်တာနဲ့တခါသွားပြန်တယ်မြတ်စွာဘုရားကဒါကြောင့်မို့လို့ဆင်ញင်ပြီးတော့စားခိုင်းတယ်ဆင်ញင်ပြီးစားခြင်းအပြင်ခွင့်ပြုထားတဲ့အစာအာဟာရဘလောက်ကောင်းမှန်ကန်တဲ့ဆင်ញင်တွေးတောမှုအခြေခံပြီးစားသည့်အတွက်ကြောင့်ကာမတုခလိကနုယောဂရဲ့လှည့်စားမှုကိုမခံရဘူးတဲ့ကာမချမ်းသာခံစားတဲ့အနေအထားမျိုးမရောက်တော့သင်္ကန်းအဖိုးထိုက်တန်တဲ့သင်္ကန်းကြီးဝတ်တဲ့အခါမှာကြည့်လေလှဖို့ပဖို့ဝတ်တာမဟုတ်ဘူးအပူကိုကာကွယ်ဖို့အေးကိုကာကွယ်ဖို့မချင်တွေကိုကာကွယ်ဖို့နောက်ဆုံးမှာတုံးလုံးနေရင်ရှက်เสียကြီးဖြစ်လို့အရှက်ကိုကာကွယ်ဖို့ဆိုတဲ့အနေနဲ့ဒီရွယ်ချက်တွေကိုအမြဲတမ်းမြတ်စွာဘုရားနှလုံးသွင်းခိုင်းတာသင်္ကန်းဝတ်တာအဝတ်ဝတ်တာဘာရွယ်ချက်နဲ့ဝတ်တာတော့ဆိုရင်ဒီရွယ်ချက်တွေနဲ့ဝတ်တယ်လူတွေမှလည်းပဲလူ့ကြောင့်တွေမှလည်းပဲဒီလိုဆင်ញင်စဉ်းစားမစဉ်းစားလို့ရှိရင်လေဘာတွေဖြစ်တုံဆိုလို့ရှိရင်အိမ်ကဗီဒီယိုထဲမှာအဝတ်တွေကိုပုံနေအောင်ဘာဖြစ်လို့လဲဆိုဒါကြီးကရိုးသွားမော်ဒန်အောက်သွားနောက်ထပ်ဒီဇိုင်းလှလှလေးတွေပေါ်နေတယ်အဲ့ဒါရှာဝတ်မယ်နော်မော်ဒယ်တွေဝတ်ပြတာလေးအားကြသွားဝဲမလောက်နိုင်ဘူးအတိဆန်းလာတိုင်းဝဲလိုက်နေဆိုတော့အိမ်မှာရှိတဲ့ဗီဒီယိုထဲမှာပတ်စံရှိတဲ့လူကအဲ့ဒါအပြည့်ပဲနောက်ကြတော့ဘယ်ရောက်သွားတော့ဆိုဘေးထုတ်ထဲကနေပြီးတော့တခြားရောက်သွားတယ်ဒီလိုတွေဖြစ်တာအဲ့ဒါဘာဖြစ်လို့ဒီလိုအဝတ်တွေပေါ်မှာပိုက်ဆံတွေအသုံးဖြုံများနေရတယ်လဲဆိုရင်ခုနကလိုဆင်ញင်မှုမရှိတာပေါ့ကာမတုခလိကနုယောဂဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားကတော့ယဟန်တွေကိုဆုံးမတယ်အဲ့ဒါလိုမလုပ်ရဘူးခွင့်ပြုထားတာမှန်တယ်သို့တော့အစွန်းမရောက်စေရဘူးကာမတုခလိကနုယောဂမဖြစ်ဖို့အတွက်ဒီနှလုံးသွင်းနဲ့ငါဝဋ္ဌာဟာအရှက်လုံဖို့ဝဋ္ဌာအပူကာကွယ်ဖို့ဝဋ္ဌာအေးကာကွယ်ဖို့ဝဋ္ဌာမှတ်ချင်လုံဖို့ဝဋ္ဌာလို့ဆိုတော့ကောင်းတာမှဝတ်ချင်တယ်ဆိုတဲ့စိတ်ဟန်တာပြီးသားဖြစ်သွားတယ်ဒီလိုဆက်လို့တာနော်စိတ်ဟာသူ့ဟာနဲ့သူပြန်ထိန်းချုပ်လိုက်တယ်ဒီအတွေးကကောင်းတာမှဝတ်ချင်တယ်ဆိုတာကိုပြန်ချုပ်ကင်ထားလိုက်တာကိုယ့်ကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့ကိုယ့်အိမ်ရောက်တဲ့အခါပြန်ကြည့်အဝတ်ဆိုတာအရှက်လုံမဝတ်တာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေလူကြားထဲမှာတင်းတောင့်တင်းနေရှိရင်တော်ပြီပေါ့ဆိုတဲ့အတွေးလေးသာတွေးကြည့်လိုက်ဘာလို့ဆိုဝတ်နိုင်သွား
အဲ့လိုမဟုတ်ဘူးဆိုရင်မှန်နဲ့ကြည့်ပြီးတော့ဩငါဝတ်ကြည့်ရတယ်သူများနဲ့မတူသူများတွေကငါအထင်သေးတော့မှာတော့ကိုတွေးတီတွေးလို့ရှိရင်တော့အကောင်းရှာတော့မှာပဲဒါတော့သိချာမြတ်စွာဘုရားကအဲ့ဒါလို့မဖြစ်အောင်တွေးခိုင်းထားတာတဲ့ကျောင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲဘလောက်ကောင်းတဲ့ကျောင်းပေါ်နေမြတ်စွာဘုရားကဆင်ញင်ခိုင်းထားတာဘာလို့ဆိုရင်ရာသီဥတုထံကာဝယ်ဖို့အတွက်ဒီကျောင်းမှာငါနေပါတယ်ဘေးရန်အန္တရာယ်တွေကနေပုန်းခိုဖို့အတွက်ဒီကျောင်းထဲမှာငါနေပါတယ်လို့အမြဲတမ်းနှလုံးသွင်းပါတဲ့အချမ်းကိုကာကွယ်ဖို့အပူကိုကာကွယ်ဖို့နေပူတဲ့အချိန်ကျောင်းထဲဝင်ရင်အပူကာကွယ်တာပေါ့ဗျလေတိုက်လို့အေးနေတဲ့အချိန်ပါဆိုလို့ရှိရင်ကျောင်းထဲဝင်တာဒါအေးကာကွယ်ဖို့ပေါ့အခါအားလျော်စွာအဲ့ဒါလို့ကာကွယ်ဖို့ဒီအဆောက်အအုံကိုအသုံးပြုပါတယ်လို့ဒီလိုနှလုံးသွင်းဆင်ခြင်ရင်ကောင်းမှဆိုတာလှဖို့ဆိုတာဘယ်သူမှမပြင်တော့အဲ့ဒါဒီအိဗယ်မျိုးပြောအဲ့ဒါကြောင့်မလို့ဒီမှာအနုညာတပฏิသေဝနာပฏิရူပတ္တအနုညာတပฏิသေဝနာပฏิရူပမြတ်စွာဘုရားကခွင့်ပြုတဲ့ပစ္စည်းကိုအသုံးပြုတယ်ဆိုတဲ့အတုအယောင်လေးနဲ့ကာမတုခလေးကနုယောဂကဝင်ရောက်ပြီးတော့လှည့်စားသွားတဲ့စိန်ခံတဲ့ဟာကနေပြီးဝင်ရောက်ပြီးလှည့်စားသွားတယ်အဲ့တော့စိန်ခံမှုမဖြစ်အောင်မှန်မှန်ကန်ကန်ဆင်ခြင်စဉ်းစားရမယ်လို့ဒါထွက်ပေါက်ပေးထားတာမြတ်စွာဘုရားဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့လှည့်စားမှုလေးတွေကလည်းပဲအင်တာမတစ်ခုနဲ့တစ်ခုကအင်တာမနီးစပ်တာနော်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဒါယဟန်တော်တွေနဲ့ပို့ပြီးတော့သက်ဆိုင်အာဇီဝပါရိသုတ်တိပฏิရူပတယအတ္တံဝိဘာဂတိလတာဝင်စေတိအတ္တံဝိဘာဂတိလတံဝိဘာဂတိလဆိုတာကိုရှိတဲ့ပစ္စည်းကိုခွဲခြားဝေဖန်ပြီးတော့ပေးတဲ့အလေးအထနော်ခွဲခြားဝေဖန်ပေးတဲ့အလေးအထအတ္တံဝိဘာဂတိလဆိုတာဘယ်သူမှခွဲမပေးဘူးနော်ဘယ်သူမှခွဲမပေးဘူးပိုရင်ပြစ်လိုက်တာပဲဆိုတဲ့အနေအထားမျိုးအဲ့ဒီမှာယဟန်နေအနေနဲ့ကအာဇီဝပါရိသုတ်တိဆိုတာအမှန်တမ်းအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အာဇီဝပါရိသုတ်တိဆိုတာအသက်မွေးမှုစင်ကြယ်တန်ရှင်းစင်ကြယ်ရမယ်ယဟန်တော်တွေမှာကိုတရားဓမ္မတွေကြောင်းလာလို့အဲ့ဝပြုတဲ့အနေနဲ့မကြွေးရအောင်နော်အဲ့ဝပြုတဲ့အနေနဲ့ကြွေးတယ်ဆိုလို့ရှိရင်သူကဒီအသက်မွေးဝမ်းကြောင်းကိုရဟန်းတွေရဲ့မှန်ကန်တဲ့စင်ကြယ်တဲ့အသက်မွေးဝမ်းကြောင်းကိုထိခိုက်လက်တစ်ခုနဲ့လက်တစ်ခုရှားတယ်ဆိုတဲ့အနေအထားမျိုးတို့ဒီအဆင့်မျိုးကိုရောက်သွားစေတယ်ဒါကြောင့်မို့အာဇီဝပါရိသုတ်တိဆိုတာအာဇီဝပါရိသုတ်တိဆိုတာယဟန်တော်တွေမှာအမြဲတမ်းအရေးကြီးတယ်အသက်မွေးမှုစင်ကြယ်ရမယ်ဝိတ္တုဘက်မှာဆိုလို့ရှိရင်အမြဲတမ်းပြည့်ပြည့်စုံစုံဖော်ပြထားတယ်ယဟန်တွေရဲ့အသက်မွေးမှုဟာစင်ကြယ်ဖို့အမြဲတမ်းအရေးကြီးတယ်အဲ့ဒီအသက်မွေးမှုစင်ကြယ်အောင်ဆိုတဲ့အတုအယောင်နဲ့ဘယ်သူကမှခွဲမပေးဘူးဆိုတာခွဲခြားဝေဖန်ပေးတဲ့အရာရောက်ပါလေရဲ့ခွဲခြားဝေဖန်မပေးဘူးဆိုတော့ဒီတရားကနေပြီးတော့လှည့်စားသွားတတ်တယ်ဒီလိုဆိုလို့ကတော့အစွန်းရောက်သွားတာဒီတရားဓမ္မတွေကိုဆိုပါစို့ကိုယ်စီရောက်လာတဲ့ပုဂ္ဂိုလ်ပေးတဲ့နာရှိတယ်မပေးတဲ့နာရှိတယ်ဒီအိဗယ်ကိုခွဲခြားရှိအောင်ဥပမာယဟန်တန်ဃာတွေကဆွမ်းစားနေတဲ့အစာအာဟာရတွေခွဲခြားနေတယ်ဆိုရင်ရောက်လာတဲ့တရားဓမ္မတွေခွဲပြီးတော့ကျွေးလို့ရတယ်တခါတော့ကကျောင်းမှာရဟန်းတန်ဃာတွေဆွမ်းစားပြီးတဲ့အချိန်မှာတခါတယောက်ရောက်လာတယ်သူကမြတ်စွာဘုရားစီလာရင်ကအဲ့ဒီတခါကဒီနွားပြောက်ရှာရလို့ထမင်းမစားရသေးပဲနဲ့ရောက်လာတာမောမောပန်းပန်းနဲ့သူ့အနေနဲ့ကြည့်လိုက်မယ်ဆိုရင်တရားဟောလိုက်လို့ရှိရင်ချက်ချင်းနားလည်မဲ့အနေအထားမျိုးအသိဉာဏ်ရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတန်ဃာတွေကျွေးပြီးတဲ့အခါမှာသူ့ကိုထမင်းကျွေးခိုင်းတယ်။ဘာဖြစ်လို့လဲဆိုစာရည်ကြီးတရားနာမယ်ဆိုရင်သူ့စိတ်မဖြောင့်ထမင်းလေးစားလိုက်ရတဲ့အခါစိတ်လေးကငြိမ်းချမ်းသွားပြီးတော့တရားဖြောင့်မြောက်နာနိုင်အောင်လို့ထမင်းအရင်ကျွေးခိုင်းလိုက်တယ်။ပြီးပြီဆိုတဲ့အခါမှာမြတ်စွာဘုရားတရားဟောတော့သူတောတပံဖြစ်သွားတယ်ပေါ့။
ဆိုလိုတာကကျောင်းနေမှာစားတော့နေထိုင်တဲ့အချိန်မှာဆိုလို့ရှိရင်ယဟန်တန်ဃာတွေဖုံးဝေးသုံးဆောင်ပြီးလို့ရှိရင်တရားဓမ္မလာလဲခွဲပြီးတော့ကြွေးကောင်းတယ်လို့ဒီလိုဆိုလိုတာနော်ကြွေးကောင်းတယ်အဲ့ဒီထဲမှာမင်းဆိုးရာစာတွေအန္တရာယ်ပေးတတ်တဲ့တခိုးဓမြတွေလာလို့ရှိရင်မစားခင်တောင်ပေးဖို့ရှိရမယ်လို့ဒီလိုပြောတာဘာလို့လဲဆိုရင်မပေးရင်သူတို့ကဒုက္ခပေးမှာအန္တရာယ်ကာကွယ်ဖို့အတွက်ဆိုလိုတာကမြတ်စွာဘုရားမဖြစ်စေချင်တာကဆွဲတရားဟောတာမျိုးသာမဖြစ်စေချင်တာနော်ကိုယ်တရားဓမ္မကြီးညိုအောင်ဆိုတဲ့အနေအထားမျိုးမလုပ်ဖို့သာပြောတာအတိုင်းတာတစ်ခုရလုပ်ရမယ်ဆိုတာဒီလိုဆိုလို့တယ်အေးဒီမှာလည်းပဲအာဇီဝပါရိသုတ်တိအသက်မွေးမှုစင်ကြယ်အောင်လုပ်တဲ့ရောင်နဲ့အတ္တဝိဘာကသီလကိုရှိတဲ့ပစ္စည်းမခွဲနိုင်မပေးနိုင်တဲ့အနေအထားမျိုးကဝင်ရောက်ပြီးတော့လှည့်စားသွားတာသိတယ်ခွဲခြားဝေဖန်မှုမပြုဘဲနဲ့ဖြစ်တတ်သေးတယ်ဟောနောက်တစ်ခုကျတော့တံဝိဘာကသီလပฏิရူပတာယမိစ္ဆာဇီဝဝင်စေတိမိစ္ဆာဇီဝဆိုတာမမယွင်အသက်မွေးတယ်ဆိုတာပစ္စည်းရအောင်ဟုတ်လူတွေကိုအခန္ဓာကျွေးမွေးတာစတဲ့ကိစ္စတွေပေါ့အဲ့ဒါတွေမိစ္ဆာဇီဝဆိုတာဒီမှားယွင်းတဲ့အသက်မွေးမှုတစ်ခုပေါ့အာဇီဝပါရိသုတ်တိရဲ့ဆန့်ကျင်မဲ့မှားယွင်းတဲ့အသက်မွေးမှုတစ်ခုအဲ့ဒီမှာယဟန်နေဆိုတာတံဝိဘာကသီလခွဲခြားဝေဖန်ရမယ်ရလာတဲ့ပစ္စည်းကိုခွဲဝေသုံးဆောင်တာယဟန်နေစားပြီးလို့ရှင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေခွဲခြားဝေဖန်ပေးတယ်သို့တော့အဲ့ဒီခွဲခြားဝေဖန်ပေးတာကကန့်တတ်ထားတဲ့အနေအထားတစ်ခုကိုကျော်လွန်သွားတယ်ပေးရမယ်ကမ်းရမယ်အချိန်မဟုတ်ဘဲနဲ့ပေးတယ်ကမ်းတယ်နော်တန်ခါပစ္စည်းကိုတခြားခွဲခြားပြီးတော့တန်ခါတွေမှမကြွေးသေးခင်ခွဲခြားဝေဖန်ပေးတယ်ခွဲခြားဝေဖန်ပေးတယ်ဆိုတဲ့အလေးထားတစ်ခုကလွန်ကျူးလာတဲ့အခါကျတော့ဘာဖြစ်တာတော့ဆိုမိစ္ဆာအာဇီဝဖြစ်သွားပြန်တယ်ဒီလိုဆိုလိုတာနော်ဆိုလိုတာကဘယ်ရာပဲဖြစ်ဖြစ်ကောင်းတဲ့ဟာပဲဖြစ်ဖြစ်အိုးပါမဖြစ်ရအောင်သူ့အတိုင်းတာတစ်ခုအတိုင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ဒီလိုဝိသနာဆိုတဲ့လှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ခက်ဆင်ဆင်သဘောတရားလေးတွေဟာနော်အကောင်းကနေပြီးတော့ဒီအကောင်းဖြစ်ရမယ့်အစားအဆိုးကဝင်ပြီးတော့လှည့်စားသွားတဲ့အနေအထားမျိုးလေးတွေကိုအခုဒီကျမ်းဂန်မှာစုပြီးတော့ပြောထားတာဖြစ်တယ်အေးဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာကောင်းတယ်လို့လှုပ်တင်လှုပ်ထိုက်တာတွေရှိတယ်လို့ထိုကောင်းမှုဟာလည်းပဲတလွဲချော်သွားတဲ့အခါကျတော့မကောင်းတဲ့အဆင့်ကိုလည်းရောက်သွားတတ်တယ်ဆိုတာတတိထားကြရမှာဖြစ်တယ်အဲ့ဒါလို့တတိထားပြီးတော့အကောင်းနဲ့အဆိုးခွဲခြားဝေဖန်ပြီးတော့အကောင်းကအဆိုးမဖြစ်ဖို့နော်အစစ်နဲ့အတုခွဲခြားဝေဖန်ပြီးတော့အစစ်ကိုအတုဖြစ်အောင်မလုပ်ဖို့ကုသိုလ်နဲ့အကုသိုလ်ခွဲခြားဝေဖန်ပြီးတော့နော်ကုသိုလ်ကနေအကုသိုလ်ဖြစ်မသွားဖို့ဆိုတာတွေကိုတတိကြီးစွာထားပြီးတော့အသိဉာဏ်နဲ့စဉ်းစားပြုလုပ်ကြရမှာဖြစ်တယ်ဆိုတာကိုဒီတုတ်တန်ဒီတရားတွေအရာဘုန်းကြီးတို့တွေမှတ်သားကြရတာဖြစ်ပါတယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့စိတ်၌ဖြစ်ပွားအဆိုးတရားတို့ရဲ့လှည့်စားမှုဟာအကောင်းကနေပြီးတော့အဆိုးဘက်ကိုရောက်သွားတတ်တာဖြစ်သောကြောင့်အကောင်းကနေအဆိုးမဖြစ်ကြရအောင်တတိကြီးစွာထားပြီးဉာဏ်အမြင်ကြီးမားစွာဖြင့်ရှောင်ရှားကြဖို့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း